အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ get along ဆိုတဲ့အင်္ဂလိပ်စကားလုံးအသုံးကိုဘယ်လိုသုံးမှလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတယောက်နဲ့အဆင်ပြေတဲ့တဲ့တယ်လို့အဓိပ္ပာယ်ရပါတယ်သူ့ရဲ့နောက်က with နဲ့ပေါင်းပြီး noun နဲ့တွဲသုံးလို့ရပါတယ်ဘယ်လိုသုံးရမလဲဆိုတာယခုဒီဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင် I get along with my friends ငါတငယ်ချင်းတွေနဲ့အဆင်ပြေတယ် She gets along with her sister သူမကသူမရဲ့အမနဲ့တဲ့တယ် Do you get along with your boss မင်းတတိနဲ့တော့အဆင်ပြေလား We get along very well ငါတို့ကအရန်ကိုတဲ့ကြတယ် He doesn't get along with his neighbor သူကတော့အိမ်နီးနားချင်းတွေနဲ့မတည့်ဘူးအလုံးပဲဒါဆို get along ကို with နဲ့တွဲပြီးဘယ်လိုသုံးလို့ရမလဲဆိုတာနားလည်မယ်လို့ထင်ပါတယ်မြင်ချင်တာရှိရင်ဒါမှမဟုတ်သိချင်တာလေးတွေရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ် Thank you everyone for watching